မိစက်ဝယ်ယူပြီးနောက်ပိုင်းတစ်လောက်ကိုလေသူက service နှစ်ခေါက်လာတယ်မိစက်အသုံးပြုရမယ်ဆိုရင်တော့အခုလိုမျိုး service အရင်ကောင်းတဲ့ PTI ကအစာမိစက်ကိုသုံးဖို့အကြံပြုချင်ပါတယ်ရှင်ပါရှင်ကျမနာမည်ကတော့နှဝင်းဖြစ်ပါတယ်ရှင်မန္တလေးမြို့64 105မှာရှိရဲဟိုတယ်မီလီယံနာလုပ်ငန်းကပါရှင် PTI ကိုစသည့်ခဲ့ရတော့ PTI ကဆေး marketing ဆင်းတဲ့အကူပါပေါ့နော်ဒီကိုလာပြီးတော့လိုမျိုး PTI အကြောင်းတွေရှင်းပြရင်းနဲ့စသည့်ခဲ့တာပါရှင်မိစက်ဝယ်ယူပြီးနောက်ပိုင်းတစ်လောက်ကိုလေသူက service နှစ်ခေါက်လာတယ်အဲဆိုကျမတို့ဟိုတယ်ဆိုရင်ပေါ့နော်24 hour run ရတယ်အဲခါကျတော့အဲ့လိုမျိုး service လာပေးတဲ့ခါကျတော့အဲအချက်လေးတော့အရင်သဘောကျပါတယ်ရှင်ကျမတို့ဟိုတယ်ကလည်းအခန်း36ခန်းနဲ့ဖွဲ့စည်းထားတယ်ပြီးတော့24 hour service ပေးထားရတယ်ဆိုတော့လေမိစက်ကကျမတို့ EPC အဲ့လိုမျိုးရက်စစ်မီမရတဲ့အချိန်ဆိုရင်ပေါ့နော်မိစက်နဲ့အဲ့လိုမျိုး run ရတဲ့ခါကျတော့လေကျမတို့အလုပ်အတွက်တော့လေမိစက်ကလုံးဝမရှိမဖြစ်လိုအပ်ပါတယ်ရှင်ကျမတို့လိုမျိုးလုပ်ငန်းရှင်တွေပေါ့နော်အခုလိုမျိုးမိစက်အသုံးပြုရမယ်ဆိုရင်တော့အခုလိုမျိုး service အရင်ကောင်းတဲ့ PTI ကအစာမိစက်ကိုသုံးဖို့အကြံပြုချင်ပါတယ်ရှင်